အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီ Solera software ပေါ့နော်ဘယ်လိုမျိုး download ဆွဲပြီးတော့မှ installation လုပ်ရလဲဆိုတဲ့ဟာလေးကိုပြောပြသွားမှာပဲပထမဆုံး icon2pc.com နဲ့သွားလိုက်မယ်သွားလိုက်ပြီဆိုလို့ရှိရင်ဒီStarbox ကနေပြီးတော့မှ pollution နဲ့ version လိုက်ကိုဒီမှာရိုက်ထည့်ပေးမယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကိုယ်ထဲသွားလိုက်မယ်သွားပြီဆိုလို့ရှိရင် pollution နဲ့ software version ကြာလာလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် Solera 2021 premium version ပေါ့နော်အဲ့ထဲဝင်လိုက်မယ်ဝင်ပြီဆိုလို့ရှိရင်အောက်ဆွဲချလိုက်မယ်ဆွဲချလိုက်ပြီဆိုရင်ဒီမှာဆိုလို့ရှိရင်ဒီ software တွေကကိုယ့်ရဲ့ site နဲ့ set နဲ့ကိုက်နေရလားဆိုပြီးတော့မှဒီမှာပေါ်ပြထားတာပေါ့နော်အဲ့ဟာလေးတစ်ချက်စစ်ပြီးဆိုလို့ရှိရင်ဒီမှာတစ်ချက်စစ်ပြီးဆိုလို့ရှိရင် software လေးကို download ဆွဲလိုက်မယ်ပေါ့နော်download ဆွဲပြီးဆိုလို့ရှိရင် software တင်တော့မယ်ပေါ့နော်အဲ့တော့ software ကိုမတင်ခင်မှာဒီတိုင်းတန်းတင်လို့မရဘူးပေါ့နော်ဒီထဲသွားရမယ်ဆိုတော့ဒီထဲကနေပြီးတော့မှဒါရ threat protection နဲ့သွားလိုက်မယ်သွားပြီဆိုလို့ရှိရင်ဒီထဲမှာ real time protection ကိုဒီမှာ off ပေးရမှာပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် real time protection ရမှာပေါ့ဘာလို့လဲဆိုတော့ McAfee အဲ့ဒီ virus software တောင်းထားပြီးတော့သူကမပေါ်တာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ software ထဲကိုသွားလိုက်မယ်အဲ့ဒီ virus software ထဲသွားပြီးဆိုလို့ရှိရင်ဒီထဲကနေပြီးတော့မှဘာကို off ထားပေးရမယ်ဆိုတော့ my protection တွေကနေပြီးတော့မှ real time protection တွေကို off ထားပေးရမှာပေါ့နော်အော်ထားပေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Solera ဟို installation လုပ်လို့ရပြီပေါ့နော်အဲ့တော့ Solera အကုန်လုံး installation ပြီးသွားပြီဖွင့်လို့ရပြီဆိုလို့ရှိရင်တော့ဒီ real time protection ပြန်ပြီးတော့မှပြန် on ထားပေးရမှာပေါ့နော် software down တာဆိုလေ software ဒီထဲရောက်လာနိုင်မယ်သူကအကုန်လုံးက15 file ရှိမယ်တချို့ကလည်း16ခုရှိမယ်ပေါ့နော်တစ်ခွက်တစ်ခွက်မတူကြအောင်အဲ့အကုန်လုံးကဘာတွေလဲအကုန်လုံး zip file လေးပဲပေါ့နော်အဲ့ဆိုရှင်ဒီမှာဆိုလို့ရှိရင် zip file ကအဲ့15 file ရှိရပေါ့နော်အဲ့15 file မှာပထမဆုံး zip file တစ်ခုပဲ extra ဖြည့်လို့ရှိရင်ရပြီကျန်တဲ့ဟာအကုန်လုံးပါလာမှာပေါ့နော်ဒါဆိုလို့ရှိရင်ဖြည့်ထားပြီးသားဖြစ်လိမ့်မယ်တစ်ခုဖြည့်ရင်ရပြီနော်ဖြည့်တဲ့ချိန်ကြလို့ရှိရင်လည်း folder တစ်ခုထဲမှာအကုန်လုံး zip file တွေအကုန်လုံးကောက်ထည့်ပြီးတော့မှတစ်ခုပဲဖြည့်လိုက်ဒါဆိုလို့ရှိရင်ဒီဟာရလာနိုင်မယ်ဒါဆိုလို့ရှိရင်ဒီဟာဖွင့်လိုက်မယ်ပေါ့နော်ဖွင့်မယ်ဆိုလို့ရှိရင်သူက file နှစ်ခုကျလာနိုင်မယ်အဲ့တော့အပေါ်တစ်ခုတည်းသွားလိုက်မယ်ပေါ့နော်အပေါ်တစ်ခုတည်းမှာဆိုလို့ရှိရင်ဘာရှိလဲဆိုတော့ဒီမှာSolera Fitness Server ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဟာလေး copy ကူးခဲ့လိုက် control C နဲ့ copy ကူးခဲ့လိုက်ပြီးလို့ရှိရင်ဘယ်ထဲသွားထည့်မယ်ဆိုတော့ C ထဲသွားထည့်ပေါ့နော် Windows C ထဲသွားလိုက်မယ်ဒီမှာပေါ့နော်sorry ဒီမှာဒီထဲကနေပြီးတော့မှဒီ Windows C ထဲကိုသွားလိုက်မယ်ပေါ့နော်တချို့ကလည်း C နဲ့ D နဲ့နှစ်ခုရှိနေမယ်တချို့ set တွေကလည်း C တစ်ခုပဲရှိမယ်ပေါ့နော်အဲ့တော့ဒီထဲကိုပဲထည့်လိုက်မယ် control V ပေါ့နော်သူကထည့်တာပြီလား replace ပေါ့နော်ဒီမှာထည့်လိုက်မယ်ထည့်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီ Solera Fitness Server ထဲဝင်လိုက်မယ်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီမှာဘာရှိလဲဆိုတော့အဲ့မှာ server install ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နဲ့ပြီးတော့မှ right click run administrator နဲ့ run မယ်ပေါ့နော်တကယ်လို့များမရှိဘူးဆိုရင်နှစ်ချက်နဲ့ပြီးတော့ run လိုက်နှစ်ချက်နဲ့ပြီးတော့ run ပြီးဆိုလို့ရှိရင် run ပေါ့နော်အဲ့ဆိုရှင်ဒီမှာ plus any key to continue ပေါ့နော် key တစ်ခုခုကိုတစ်ချက်နှိပ်ပေးလိုက်တစ်ခါဒီမှာဆိုလို့ရှိရင်သူကyes ပေးမှလား no ပေးမှလားဆိုပြီးတော့မေးရပေါ့နော်အဲ့တော့ yes ပဲပေးလိုက်တချို့ကလည်းမပေါ်ဘူးပေါ့နော်မပေါ်ဘူးဆိုလို့ရှိရင်ရပြီပေါ့နော်မပေါ်လည်းရရင် yes ပေးလိုက်လို့ရှိရင်ရပြီပေါ့နော်ပြီးလို့ရှိရင်ဒီအောင်ပြန်ပိတ်ထားလိုက်ပြန်ပိတ်ပြီးလို့ရှိရင်ဘယ်ထဲပြန်သွားမလဲဆိုတော့ဒီထက်ပြန်လာခဲ့လိုက်မယ်ပြန်လာပြီဆိုလို့ရှိရင်တချို့ set တွေကဘာတွေမပါဘူးလဲဆိုတော့လှိုင်းစင်ပုတ်တွေမကြလာဘူးပေါ့နော်မကြလာတဲ့ set ဆိုလို့ရှိရင်တော့ဒီဟာလေး run ပေးရတာပေါ့နော်ဒီဟာလေးနှစ်ချက်နဲ့ပြီးတော့ run ပေးလိုက်ပြီးလို့ရှိရင် yes ပေးလိုက်ပေါ့နော် yes တစ်ချက်နှိပ်ပြီနော်ဆရာပြီး okay ဒါဆိုလို့ရှိရင်ရရပေါ့နော်အဲ့တော့ဘယ်ထဲပြန်သွားမလဲဆိုတော့ဒီထဲပြန်သွားလိုက်မယ်ဒီ solid water ထဲပြန်သွားမယ်အောက်မှာရှိရပေါ့နော်ဒီပေါ်မှာ right click နှိပ်မယ်ဘာနဲ့ run မယ်ဆိုတော့ run as administrator နဲ့ run မယ်ပေါ့နော်okay ပေးလိုက်မယ်ပြီးလို့ရှိရင် next step ပဲသွားမယ်နော် next တစ်ချက်နှိပ်နော်ဒါဆိုရှင်ခုနကတော့လိုင်စင်ကြီးတွေက install လုပ်လိုက်တာဖြစ်တဲ့ဒီမှာတစ်ခါရဲပေါ်ရဲဒီဟာမပေါ်ရဲဆိုလို့ရှိရင်အရှိမအောင်သူ install ပြန်လုပ်ပေးပေါ့နော်ပြီးလို့ရှိရင် next step ပဲသွားလိုက်ပြီးပြီဆိုရှင်ရတယ်ဆက်ပြီးတော့မှ next step ပဲဆက်သွားလိုက်မယ်တကယ်ဒီမှာဒီလိုမျိုးနှစ်ခုပဲပါတယ်ပေါ့နော်
တချို့ set တွေကလည်းဒီမှာအများကြီးကြာလာလိမ့်မယ်တချို့ set တွေကဒီနားမှာနှစ်ခုပဲပါတယ်ပေါ့နော်အဲ့လိုရှင်အောက်မှာလည်းဒီမှာကြည့်လိုက် estimate သူက installation size က809 megabyte ပဲရှိမယ်တကယ်တမ်းတော့သူက20 G လောက်ရှိရပေါ့နော်ဆိုတော့2023ဆိုလို့ရှိရင်23 G လောက်ရှိရပေါ့နော်အဲ့တော့ဘယ်ထဲပြန်သွားရမလဲဆိုတော့ဒီ plotter ထဲမှာ chain ဆိုတဲ့ဟာလေးကိုတစ်ချက်ရွေးပြလိုက်မယ်chain နဲ့သွားပြီးဆိုရှင်ဒီထဲမှာလည်းဒီမှာကြည့်လိုက်နည်းနည်းလေးပဲပါတယ်ပေါ့နော်အဲ့ဒီဟာလေးအကုန်လုံး selection ပေးလိုက်လို့ရှိရင်ဒီမှာအများကြီးမတက်လာဘူးနည်းနည်းလေးပဲတက်လာနိုင်မယ်ဒီမှာအကုန်လုံးမပြည့်သေးဘူးပေါ့နော်အဲ့ဘယ်ထဲဆက်သွားမလဲဆိုတော့ဒီမှာ selected different package or plotter ပေါ့နော်ဒီထဲဆက်သွားလိုက်မယ်တစ်ချက်နဲ့ပြပါအောင်ရပြီနော်ဒီထဲသွားပြီးလို့ရှိရင်ဒီမှာပေါ့နော် also show plotter ဒီဟာလေးအမှန်ချစ်ပေးပြီးလို့ရှိရင် okay ပေးလိုက် okay ပေးလိုက်မယ်ပြီးတော့မှဒီဟာလေးအကွက်ထဲမှာတစ်ခုချင်းစီကို selection ပေးရမယ်ဘာလို့ selection ပေးလဲဆိုတော့ပထမဆုံးဒီ SolidWorks ဆိုတဲ့ဟာလေးကတော့မဖြစ်မနေ selection ပေးရမယ်အဲ့လဲပြီးလို့ရှိရင်အောက်မှာကကိုက simulation မသုံးဆိုရှင်အဲ့ simulation ကွက်တွေဖျောက်ခဲ့လို့ရတယ်ပေါ့နော်တချို့ဟာတွေကိုဟို electrical နဲ့ဆိုင်ရာဟာတွေမသုံးဆိုရှင်အဲ့ဟာလေးကိုအမှန်ချစ်မပေးလဲရတယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ကိုယ်ဆက်ရလဲနိုင်တာဖြစ်တဲ့အတွက်အကုန်လုံးအမှန်ချစ်ပေးလိုက်ပေါ့နော်ဒါဆိုရှင်ဒီမှာကြည့်ထားလိုက်တော့ megabyte တက်လာနိုင်မယ်ပေါ့နော်ဆက်တော့ကန်ပိုင်းမလို့ဘူးဆိုရှင်ကန်ပိုင်းမှချက်ပြုတ်ခဲ့လို့ရတယ်အပေါ်တော့ပေးလိုက်ပေါ့နော်ဟုတ်အပေါ်တော့ installation ပဲလုပ်ပါမယ် video ပဲဆိုတော့လေဟို installation လုပ်တဲ့ချိန်ကြလို့ရှိရင်အမြန်လိုတဲ့ချိန်ကြလို့ရှိရင်အဲ့လိုမျိုးကန်ပိုင်းတို့တချို့ပိုင်းမလို့တဲ့ပိုင်းတို့ပါလို့ဆိုရှင်ပြန်ပြီးတော့မှဖြုတ်ခဲ့လို့ရတယ်ပေါ့နော် simulation ပိုင်းတို့ motion ပိုင်းတို့အပေါ်တော့အကုန်လုံးပေးလိုက်မယ်ပြီးရှင်ဒီမှာတွေ့လား20 GB ဖြစ်သွားပြီအဲ့လောက်မှ installation လုပ်လို့ရတယ်နော်အဲ့တော့ back to summary နဲ့ပြန်ထွက်လိုက်ပြန်ထွက်ပြီးဆိုလို့ရှိရင်ဒီထဲမှာဘာမှမယူရတဲ့တိုင်းထားခလိုက်တော့ဒီမှာ I accept then all SolidWorks ဆိုတာလေးအမှန်ချင်းပေးမယ်ပြီးလို့ရှိရင် install now ပေါ့နော်ပြီးလို့ရှိရင် okay ပေးလိုက်အဲဆိုရှင် installation လုပ်နေပြီပေါ့နော်အဲ့တော့ running time ကဘယ်လောက်ကြာလဲဆိုတော့1နာရီလောက်ကြာလိမ့်မယ်ပေါ့နော်တစ်ခါလေဆိုရှင်1နာရီခွဲလောက်ကြာတယ်တချို့က45မိနစ်လောက်ပဲကြာတယ်ပေါ့နော်တကယ်လို့များဒီလိုမျိုး run နဲ့မှာတစ်ခုခုပေါ်လာတယ်ဆိုလို့ရှိရင်သူကမပိတ်နေတာနော်မပိတ်ဘဲနဲ့ဘာလုပ်မလဲဆိုတော့Agnor တို့ retime တို့အဲ့လိုမျိုးပေးလိုက်အဲ့လိုမျိုးပေးလိုက်လို့မှ box တစ်ခုကျလာလိမ့်မယ် box တစ်ခုကျလာပြီဆိုလို့ရှိရင်အဲ့ box ရဲ့အနေလောက်အလယ်နားလောက်မှာလေ resume ဆိုတဲ့ဟာလေးပေါ်လိမ့်မယ်အဲ့ resume ဆိုတဲ့ဟာလေးဆက်နှိပ်ပေးလိုက်ပြီးလို့ရှိရင်သူကဆက်သွားလိမ့်မယ်အဲ့လိုမျိုးအဲ့ဒါတော့ဆက်တိုင်းတော့မဟုတ်ပေါ့နော်အဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီလိုမျိုးဆက်သွားလိုက်လို့ရတယ်အခုတော့နည်းနည်းလေးစောက်လိုက်ပေါ့နော်စောက်ပြီးဆိုလို့ရှိရင်ဒီဟာလေးအကုန်လုံး installation နဲ့ပြီးသွားပြီဆိုလို့ရှိရင် finish ပေးလိုက်ပေါ့နော် restart ချခိုင်းလို့ရှိရင်နောက်မှချမယ်ပေါ့နော် restart ကိုလိတ်ထားပေါ့နော်ပြီးတော့ဘယ်ထဲပြန်သွားမလဲဆိုတော့အကုန်လုံးပြီးပြီဆိုလို့ရှိရင်ခုနကတော့ဒီ installation လုပ်ထားတဲ့ file နဲ့ပြန်သွားလိုက်တစ်ချက်နေပြီပါအောင်ဒီဟိုဟာလည်းဒီထဲမှာပေါ့နော်အကုန်လုံးပြီးပြီဆိုလို့ရှိရင်ဘယ်ထဲပြန်သွားမလဲဆိုတော့ဒီထဲပြန်သွားလိုက်အပေါ်က file နဲ့ပြန်သွားလိုက်အပေါ်က file နဲ့ပြန်သွားပြီးရှင် program file နဲ့သွားလိုက်ပေါ့နော် program file နဲ့ကနေပြီးတော့မှဒီမှာ SolidWorks ခေါ်တဲ့သွားလိုက်ဒီ SolidWorks ခေါ်တဲ့မှာရှိတဲ့ဒီ folder တွေအကုန်လုံးဒီ folder တွေအကုန်လုံးကို copy ကူးပြီးပြီဆိုလို့ရှိရင်ဒါကတော့ installation လုပ်ပြီးမှလုပ်လို့ရမှာနော်အကုန်လုံးကို copy ကူးပြီးပြီဆိုလို့ရှိရင်ဘယ်ထဲသွားထည့်ပေးမလဲဆိုတော့C ထဲသွားလိုက်မယ် C ထဲမှာလည်း C ထဲက program file ထဲမှာဘာရှိလဲဆိုတော့ဒီလိုမျိုး SolidWorks cross ဆိုတဲ့ဟာရှိရဲအဲ့ SolidWorks ခေါ်တယ်မှာဒီ software တွေက copy ကူးခဲ့တဲ့ဟာတွေအကုန်လုံး paste သွားချပေးလိုက်ဒါဆိုလို့ရှိရင် software installation လုပ်လို့ပြီးသွားပြီပေါ့နော်